အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမောင်းသင်းလုံးမှာဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပါခုရဲ့ရောင်လေးက02ပဲဖြစ်ပါတယ်ဒါကတော့မောင်လေးကမောင်လေးမဟုတ်ဘူးယောက်ျားနောက်မှပြောနေယောက်ျားကမွေးနေ့လက်ဆောင်ဝယ်ပေးထားတာဖြစ်ပါတယ်မွေးနေ့ကတော့မရောက်သေးဘူးပေါ့နော်မွေးနေ့အကျိုးလက်ဆောင်လေးဝယ်ပေးရပဲဖြစ်ပါတယ်ကြည့်လိုက်ပါOh my god shitအရန်လို့ကျင်နေဟုတ်တယ်အဲ့ဒါလေးကိုသူကဒီနေ့တော့မွေးနေ့လက်ဆောင်လေးဝယ်ပေးလိုက်ပါတယ်ညလာမသိဘူး Okay သူ့ထဲမှာတော့ဒီလိုမျိုးလိမ့်နေလိမ့်နေဟာလေးပါတယ်ပေါ့နော်ပြီးရင်တော့ဒါတော့သူ့ရဲ့ပလဲလုံးလေးပဲဖြစ်ပါတယ် Oh my god သူ့ရဲ့အနံ့လုံးဝရှယ်နော်အနံ့လုံးဝကောင်းတယ်အနံ့လေးနဲ့နေအဲ့လိုမျိုးလိမ့်ရတာတန်တဲ့ထင်မှာပါသွားမယ်အနေထားပေါ့နော်ဆိုတော့ဖုန်းနဲ့စမ်းကြည့်လိုက်မယ်ဒါပေမဲ့ဖုန်းကအခုခဏနေတော့ make up ဖြတ်တော့မှာပေါ့နော်ဒီနေ့တငယ်ချင်းတွေနဲ့ Christmas ပွဲသွားတယ်ပြီးတော့ကြတော့အခုကပြီးသွားပြီပေါ့ဒီပေါင်နာလေးကိုဝယ်လာဆိုတော့စမ်းကြည့်လိုက်မယ်ပေါ့နော်နံအရန်ကောင်းတယ်သူကပေါ့နော်သူ review တွေတော်တော်များများမှာဒီပေါင်တာကသူကလိမ့်ပြီးသွားလို့ရှိရင်ချက်ချင်း make up အဲ့လိုမျိုးမတက်ဘူးပေါ့နော်ချက်ချင်းဒီ finish ပေါင်တာသူ့ရဲ့ look ကချက်ချင်းမတက်လာဘူးပေါ့နော်ပြီးတော့မနိုင်နေလောက်ကြာတော့မှတက်လာရဲ့လို့ review တွေမှာတွေ့ရပေါ့နော်ဆိုတော့အရန်အနံ့လေးနဲ့အရန်ဒီမှာစိတ်ကြည်နက်စရာကောင်းတော့ပေါ့နော်ဆိုတော့အမှန်တော့ discount ချလို့ဝယ်ရပါ discount ချလို့ဝယ်ရပါနော်သူ့ရဲ့မူရင်းဈေးက80 ယူရိုပေါ့နော်20% discount ဆိုတော့လိုချင်နေရတဲ့အဲ့ဒါနဲ့20% discount ရတာနဲ့ပို့ဝယ်လိုက်တာပေါ့နော်ဆိုတော့ဘယ်လောက်ကြလဲဆိုတော့62မှာ3ချက်ပါတယ်ပို့ရဲ့ color လေးကတော့02လေးပါအရင်လိုချင်နေတဲ့ quality ရပါပြီဆိုဝယ်ပြီးရယောက်ျားကိုကျေးဇူးလိုက်